ဟုတ်ကဲ့အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ထိုင်းမြန်မာနယ်စပ်နေရာဖြစ်ပါတယ်။ဒီနီအမခန်တပ်စခန်းရဲ့တောင်ချီလည်းဖြစ်ပါတယ်။အခုကျွန်တော်နောက်မှာတွေ့နေရတာကတော့ဂရင်းနီဗီဒီယိုချို့ဖြစ်ပါတယ်။သူတို့ကဒီမနက်ဖြန်မှာတင်ပပြုလုပ်မဲ့ဂရင်းနီမျိုးသားခုခံတော်လှန်ရေးနေ့ကိုပတ်ကြတာဖြစ်ပါတယ်။ဘယ်ကမှန်းဘူးပဲ你叫什么家？可能是呢。就拍的么个呗？么的。你我在这个地方呢，我看是不是小个吧？过来这里年苗那个看到了，因为早没路标吧嘞，对吧？我看到了，因为这些地前面是路线就那呢，到某来看着吧。Suffering people, my heart bleeds for you. My heart bleeds. Cool. ကျွန်တော်တောင်ထဲကိုရောက်တော့ပါပြီကျွန်တော်လာကြိုပေးတဲ့လူကတော့တမတော်ဘုဆိုးရဖြစ်ပါတယ်အဲ့ဒါခေါ်ရအောင်ကျွန်တော်တို့လိုက်သွားကြအောင်公啊，有下工，对吧嘞？要比工也是，因为该系统，那么是不是不嘛是打的是吧嘞？那么大人干嘛呀？干嘛呀？你都怎样是吧嘞？哎嘛是不是？那么空年出的呀，风浪的了对，如就是他们人家吧，不要。如果啥看那，那有比嘛，地太细文章，那你要就喏，考到嘛是吧嘞？哎，你要咯，就喏，如果那偏嘛，给你牛大库看到了，因你进巴嘞，起码抓要拿嘞，米巴皮皮耶，龙眼的耶，长路长大的对，哎嘛，就是跟烧饼的嘞，吃单嘛喏，也包人家在对嘛是吧嘞？哎啦，看那里烧吧，看那里就喏嘞，抓要。အခုတလောမြန်မာစစ်တပ်တွေကကရင်နဲ့ရှမ်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကိုတိုက်ခိုက်ချေမှုန်းနေတဲ့အချိန်မျိုးမှာကရင်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကိုလည်းတိုက်ခိုက်ချေမှုန်းမယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဒါကြောင့်ကရင်ခုခံတော်လှန်ရေးကျင်းပနိုင်ဖို့လုံခြုံရေးတင်းကျပ်မှုတွေလိုအပ်လာပါတယ်။ခုခါနာကျပမဲ့နေရာကနေနိုင်ခွဲလောက်လမ်းလျှောက်သွားရတဲ့ရှီတန်းတက်ကင်းတနေရာကိုကျွန်တော်တို့အဖွဲ့ရောက်ရှိသွားပါတယ်အချိန်ကညနေ4 နာရီလောက်မှာပါအခုရောက်နေတဲ့နေရာကလူတယောက်မှမရှိတယ်လို့ပါပဲတိတ်ဆိတ်ငြိမ်တက်နေပါတယ်မိုးလည်းဆွဆွနေပါတယ်ချင်းတွေဖြုတ်တွေလည်းရမ်းကြိုက်တယ်ဟုတ်ကဲ့ခုနကျွန်တော်ပြောခဲ့တယ်လို့ပါပဲမနေ့ကဒီပါမဲ့ခုကတော့လည်းနေ့အတွက်ဒီညမှာပြည်တမ်တော်ရီဒီချမ်းနေပါတယ်ဒီညမှာကျွန်တော်တို့စကားကြကြပြောလို့မရပါဘူးဒီညမှာစီဆိုရတတ်တယ်နဲ့ဝေလာတဲ့နေရာလို့ဆိုရပါမယ်ဒီညမှာကျွန်တော်အချိန်ကြီးဝင်လာလို့ရတဲ့နေရာဖြစ်ပါတယ်ခုတကင်းစောက်တဲ့ဒီပေါ်တူဦးနဲ့တွေ့ကြရအောင်ခုကျွန်တော်နားမှာရှိနေတဲ့သူကတော့သူ့နာမည်ကခရဲလို့ခေါ်ပါတယ်သူကဂရင်းတမ်တော်သူပါမနေ့ကလို့ဂရင်းမျိုးသားခုခံတော်လည်းနေ့မှာသူ့လိုသင်ဆောက်တဲ့တမ်တော်သားလေးအနေနဲ့တော်လာရင်းနေ့ရဲ့ဝေလာနေပြီးတော့သူတို့ပါဝင်ဆင်တဲ့ခွင့်မရှိကြပါဘူးဘယ်မှာမနေ့ကတော့တော့ဒီနေ့ကတော့
သူပြောပါတယ်မနက်ဖြန်ကျင်းပမယ်ကရင်နီမျိုးသားခုခံတော်လှန်ရေးနေ့ပွဲလာတဲ့မင်းကိုသူတွေ့ချင်ပါတယ်သူမနက်ဖြန်မနက်10:00 နာရီထိကင်းထိုင်ဆောင်မယ်လို့ပြောတယ်ဒါပေမဲ့သူတို့မှာအလက်ကျတွေရှိတယ်အလက်ကျတွေနဲ့သူဆောင်တော့မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီခုခံတော်လှန်ရေးနေ့ပွဲကိုတဲရောက်ပြီးတော့လာအားပေးကြတဲ့မိဘပြည်သူတွေကျောင်းသားတွေလူငယ်တွေရဲ့ဒီကဘယ်လိုပြောမလဲတဲ့ပေါ့နော်ဒါပြည်သူရဲ့လက်ထက်မှာပဲရှိပါတယ် Karenni, my native land, covered with abundant forests, mountains embrace the golden valley. အခုကျွန်တော်တို့ရောက်နေတဲ့တက်ကင်းတစ်ခုမှာရဲဘော်10ယောက်လောက်ကင်းဆောင်နေတာကိုတွေ့ရပါတယ်မြန်မာစစ်တပ်တွေလာနိုင်မဲ့တခြားနေရာတွေမှာလည်းရဲဘော်100လောက်ကင်းတူကင်းရှည်တွေချထားတဲ့အတွက်ယနေ့ညအတွက်ရောမနေ့ကအခမ်းအနားအတွက်ပါလုံခြုံစိတ်ချရတယ်လို့ကျွန်တော်တို့ကိုလိုက်ပို့ပေးတဲ့ဘူဆူတွေကပြောပါတယ်ဒါတော့ကင်းကြတဲ့လူတွေညနေစာတွေဒါလေးကင်းထားတာဖြစ်ပါတယ်ကျွန်တော်နည်းနည်းစားကြည့်ကြည့် Beautiful culture and language. I cry for you, no chance to study in peace. ကျွန်တော်နောက်မှာတွေ့နေရတာတော့ဒါ60 နှစ်မြောက်ခရစ်နှစ်မျိုးသားခုခံတော်လှန်ရေးနေ့ကိုကျင်းပနေပါပြီတမတော်လူစီချုပ်ဖြစ်တဲ့လူမျိုးများတယ်ဒီမှာတမတော်တွေကိုလက်လက်စစ်စစ်နေပါတယ်ခဏနေလောက်ဆိုလို့ရှိရင်60 နှစ်မြောက်ခရစ်နှစ်မျိုးသားခုခံတော်လှန်ရေးနဲ့ပတ်သက်ပြီးမှမိထုံပြောကြားပေးမှာဖြစ်ပါတယ် ကျွန်တော်တို့ခုခံတော်လှန်ရေးရဲဘော်ရဲဘက်တွေရဲ့ကိုယ်ပိုင်မှဟာ9000တောင်ရှိသွားပါပြီ။ဒါပေမဲ့အချိန်ကာလတွေကြာလာတဲ့အတွက်အချို့ထက်ကုန်တယ်အချို့လည်းဖောက်ပြန်သွားကြတယ်။အခုပူဆိုးတာကတတိယနိုင်ငံသွားကြတာပဲဖြစ်တယ်။လူတွေကနေတဲ့ထက်နည်းလာပါတယ်။ဒါပေမဲ့လည်းတော်လှန်ရေးအတွက်ကြိုးပမ်းအားထုတ်နေတဲ့သူတွေလည်းအများကြီးရှိပါသေးတယ်။ နှစ်ပေါင်း60ကျော်သွားပြီဖြစ်တဲ့ဒီနီတော်လှန်ရေးကြီးဟာဘယ်အချိန်မှပြီးဆုံးမလဲဘယ်အချိန်လောက်မှလွတ်လပ်ရေးတွေရပြီးကိုယ်တိုင်းကိုယ်ဌာနေမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့ပြန်လည်နေထိုင်နိုင်မလဲဆိုတဲ့အဖြေကိုဘယ်သူမှကြိုတင်ဟောကိန်းထုတ်လို့မရနိုင်သေးပါဘူး။ဒါပေမဲ့ဒီတော်လှန်ရေးကြီးဟာအမှန်တရားအတွက်ခုခံတော်လှန်တိုက်ခိုက်နေတယ်ဆိုတာကိုတော့ယနေ့ကရင်နီအမာခံညမွန်တပ်စခန်းမှာကျင်းပပြုလုပ်ခဲ့တဲ့60 ကြိမ်မြောက်ကရင်နီမျိုးသားခုခံတော်လှန်ရေးနေ့အခမ်းအနားကိုတက်ရောက်လာကြတဲ့တော်လှန်ရေးခေါင်းဆောင်တွေရဲဘော်ရဲဘက်တွေတော်လှန်ရေးတာသမီတွေရဲ့မျက်ဝန်းမှာပေါ်လွင်နေတယ်ဆိုတာကိုတော့ဘယ်သူမှညှင်းပယ်လို့မရပါဘူးလာမယ့်နေ့တွေမှာလွတ်လပ်ရေးရတဲ့နေ့ဖြစ်ပြီးကရင်နီမျိုးသားခုခံတော်လှန်ရေးနေ့ထူးနေ့မြတ်ကြီးကိုဒီခုနှစ်ထက်အစပေါင်းများစွာခံခံနာနာကျင်းပနိုင်ပါစေလို့ကျွန်တော်ရဲ့အပြန်ခီးတစ်လျှောက်မှာအကျဉ်းချင်းဆုတောင်းပေးလိုက်ပါတယ်